အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကကြိုဆိုလိုက်ပါရစေဒီနေ့မနေ့မှာဆိုလို့ရှိရင်တော့မနေ့ကသတင်းထူးသတင်းကောင်းတွေမကြည့်လိုက်ရတဲ့သူတွေအတွက်ပထမဦးဆုံးအနေနဲ့ကျွန်တော်သတင်းထူးသတင်းကောင်းတွေကိုကျွန်တော်အရင်ဆုံးပြောပြပါမယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ထုံးစံအတန်းပဲမနေ့ကဒီဇင်ဘာလ29ရက်နေ့မှာဆိုလို့ရှိရင်တော့စခွေးပေါင်း88ကောင်မတာပေါ်သွားတယ်ဗောနော်ဆိုတော့တော်လေးဒါလည်းအားရစရာသတင်းကောင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေအတွက်ဆိုလို့ရှိရင်တော့စခွေးတွေတရက်ပြီးတရက်ဒီလိုမျိုးမတာပေါ်နေတာကိုကျွန်တော်တို့အတွက်တော့သတင်းကောင်းပဲဖြစ်ပါတယ်ဗောနော်ဆိုတော့နောက်သတင်းကောင်းကဘာလဲဆိုလို့ရှိရင်တော့ဒီမနေ့ကပေါ့နော်ဒီပလက်ဝမြို့မှာရှိတဲ့ခဝေးဗျူဟာကုန်းကိုအေးတပ်ဖွဲ့တွေကတိုက်ခတ်တင်ပိုက်လိုက်ပြီလို့ကျွန်တော်တို့သိရှိရပါတယ်ပေါ့နော်အဲ့ဒီတိုက်ခတ်တင်ပိုက်မှုမှာဆိုလို့ရှိရင်လည်းလက်နက်ခဲယမ်းအများတင်စီရထားတယ်လို့ကျွန်တော်တို့သိရှိရပါတယ်ဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်အောင်ပေါ့နော်ဟုတ်ပြီပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်တော့အကြမ်းဖက်စစ်ကောင်စီတပ်ကတရက်ပြီးတရက်စခန်းတွေတင်ခံနေရတယ်ပြီးလို့ရှိရင်လက်နက်ခဲယမ်းတွေလည်းအများကြီးတရက်ထက်တရက်ပူပြီးမှဒီကျွန်တော်တို့တော်လန်ရေးဘော်ရီစီကိုအလူလာလို့ပေးတာပဲဖြစ်ပါတယ်ဗောနော်ဒီနေရာမှာဆိုလို့ရှိရင်တော့လက်နက်ခဲယမ်းတွေအများတင်စီထားတာကိုကျွန်တော်မြင်တွေ့ရမှာပဲဖြစ်ပါတယ်ဗောနော်ဒါကြတော့မြောက်ဦးရေးစခန်းကိုဝန်တင်းတုံးကလက်နက်ခဲယမ်းတွေပဲဖြစ်ပါတယ်ဗောနော်ဒီနေရာမှာဆိုလို့ရှိရင်လက်နက်ခဲယမ်းတွေအများမနေ့ကတင်စီရထားရလို့ကျွန်တော်တို့သိရှိရပါတယ်စစ်ကောင်စီတပ်ဖွဲ့တွေလည်းအပြတည်ဆုံးလို့ကျွန်တော်တို့သိရှိရပါတယ်ဗောနော်ဆိုလို့ရှိရင်နောက်သတင်းကဘာလဲဆိုလို့ရှိရင်တော့ဖေခုံမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုကိုတော်လန်ရေးတပ်ဖွဲ့များကတိုက်ခတ်တင်ပိုက်နိုင်ခဲ့လို့ကျွန်တော်တို့သိရှိရပါတယ်ဗောနော်အဲ့ဒါမှဆိုလို့ရှိရင်လည်းလက်နက်ခဲယမ်းအများတင်စီရမိထားလို့ကျွန်တော်တို့သိရှိရပါတယ်ဆိုတော့ပုံနဲ့တစ်ချက်ကြည့်ရအောင်ဗောနော်ဟုတ်ပြီဒီနေရာမှာဆိုလို့ရှိရင်တော့အမြောက်ကြီးတွေလည်းအများကြီးတင်စီထားတာကိုကျွန်တော်မြင်တွေ့ရမှာပဲဖြစ်ပါတယ်ဗောနော်အဘောမားတွေကကျွန်တော်ရဲ့ channel ကိုလာကြည့်တယ်ဆိုလို့ရှိရင်လည်းမင်းတို့ရဲ့ဘဘကြီးရဲ့အလူတော်ကိုလည်းဒီမှာလာကြည့်ပေးသွားကြပါအောင်ဗောနော်နေရာမှာဆိုလို့ရှိရင်အများကြီးတင်စီထားတာကိုကျွန်တော်မြင်တွေ့ရမှာပဲဖြစ်ပါတယ်ဗောနော်ဆိုတော့တရက်ပြီးတရက်မင်းတို့ရဲ့ဘဘကြီးမင်းအွန်လိုင်းကတော့ကျွန်တော်တို့တရက်ပြီးတရက်ဒီမှာအလူလာလုပ်နေတယ်ဗောနော်ပြီးလို့ရှိရင်လည်းဟုတ်တဲ့ရက်တုန်းကငါမင်းဆွေကကြော်မျိုးမင်းကို PDF ထောက်ဖို့အကြီးစားဆိုမှပြောသွားတယ်ဗောနော်တကယ်တမ်းတော့ကြော်စုက PDF ထောက်ဖို့အကြီးစားမဟုတ်ပါဘူးမင်းတို့ရဲ့ဘဘကြီးမင်းအွန်လိုင်းကပဲ PDF ထောက်ဖို့အကြီးစားရောနော်ဒီမှာတနက်တဲ့အများကြီးလာလူသွားတယ်ဗောနော်လာကြီးမှထောက်ဖို့သွားတယ်ဗောနော်ဆိုတော့ဒါလည်းတကယ်တရင်ကောင်းကျွန်တော်တို့ပြည်သူတွေအတွက်တော့တကယ်တရင်ကောင်းပဲဖြစ်ပါတယ်ဗောနော်ဆိုတော့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကြည့်ရမယ့်ဗီဒီယိုကဒီရှမ်းမြောက်တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့တယောက်တန်ရာရနေတဲ့စစ်ကောင်စီတပ်ဖွဲ့တယောက်ပေါ့နော်သူတို့အချင်းမကေထုတ်ခဲ့ပဲနဲ့ထားသွားခဲ့ကြတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်တို့နဲ့အတူတူတစ်ချက်ကြည့်ရမှာပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့တစ်ချက်ကြည့်ရအောင်ပေါ့နော်ဒါတော့ဗောနော်သူတို့ဒီဒဏ်ရာရနေတဲ့ရေးပေါ်ကိုမကေထုတ်ဝင်အကုန်လုံးခွေပြေးဝက်ပြေးသွားကြတာဗောနော်သူကိုတော့ထားခဲ့ကြတယ်ဗောနော်အင်တာဗျူးအစီအစဉ်လေးကိုကျွန်တော်တို့တစ်ချက်ကြည့်ရအောင်ဗောနော်အခုကျတော့ခင်ဗျားဒီနားရောက်ကျတော့ကျွန်တော်ပြောပြလိုက်မယ်နော်ဟုတ်ကဲ့ကျွန်တော်တို့ MNDA ကစစ်မြေပြင်စီကန်းရှိတယ်နော်စစ်မပူနဲ့နော်ဟုတ်ကဲ့ပါပြီးတော့ခင်ဗျားကဒီခင်ဗျားကအဖွဲကြီးကိုလေဘာလို့ခင်ဗျားကိုဒီစုတန်ခဲ့ရလဲကျွန်တော်ခေါ်တယ်ကျွန်တော်ပြေပါဦးထားတယ်ဘာမထားသေးပါနဲ့ကိုကြီးကွာဘောမားတွေကြားရနော်ကျွန်တော်ရဲ့ channel ကိုလာကြည့်နေကြတယ်ဘောမားတွေအမင်းတို့စခွေးရဲ့စိတ်ဓာတ်နော်သူတို့အချင်းရေးဖို့အချင်းတောင်မှထားပြီးမှပြေးသွားကြတယ်ဗောနော်ခွေးပြေးဝက်ပြေးသွားကြတယ်မင်းတို့ရဲ့စိတ်ဓာတ်ကိုတစ်ချက်ကြည့်ပါဦးနော်တော့ပြောတဲ့စင်းလားမင်းတို့ကောင်လူစိတ်မရှိကြလားဗောနော်မင်းတို့ရဲ့တပ်ဖို့အချင်းတောင်မှထားခဲ့ကြတယ်နော်ပြောင်းအောင်ဘူးကြောဟောတဲ့ကောင်လေးဆောင်းနေမှာထိုင်နေတယ်ဒီဘွဲရှိတယ်သူတို့ရှိကျွန်တော်သွားတယ်ဒီမကောင်းနိုင်မတက်နိုင်ဘူးဆွေးမစားတိုင်းမှာရှိရထိုင်နေတယ်ရှိပါမစားပြီးတော့ခင်ဗျားပင်နာနဲ့ကျွန်တော်တို့အဲ့ဒီကေတင်ခဲ့ရတယ်အောက်တုံခိုင်ဟုတ်ဘယ်ချင်းလဲအောက်တုံကညနေ4 နာရီတော့ရှိညနေ4 နာရီဟုတ်ကဲ့ကာလပဲဘယ်နဲ့ပြည့်ရှိတော့ကာလ20ရက်နေ့20ရက်နေ့ဟုတ်ကဲ့ရောက်စမကြသေးဘူးနော်ဒီလထဲမှာပဲ
တေချာလေးစေကူပေးနေရနော် ဒီဘက်ရောက်ကျတော့ဒီကျွန်တော်တို့ဖက်ဒီခမရကူးပေးရလား ဟမ် ဒီဖက်ရောက်လို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီခမရတို့ကူးလဲကူးပေးတယ်ပြီးတော့အဲ့ဒီ အမေကျွေးတယ် သမီးလည်းရှိတယ်ကိုကကျတော့ဘယ်လိုခံစားလဲစိတ်ထဲ အဖေရမ်းပြောလိုက်တာ อืม ဒီနေ့တင်ပြီးတော့အထွေးနဲ့စားပြီးစေးလည်းကုပေးပြီး อืม အရမ်းပြောလိုက်အခုဘက်ကိုတော်စိတ်နာပါ อืม ဟုတ်ပြီကိုကလက်နဲ့ပါလား ကျွန်တော်အဲ့ဒီအပေါ်တုံးမှာရီအပေါ်တောင်ကုန်းမှာဝတ်တော့ထိုင်နေတယ်အဲ့ချက်ကိုဘိုးကြီးကဟုတ်ကြလို့ရောက်ပြီးကျိုးသွားတော့အဲ့ဒါကတော့သူကဆင်းပြီးတော့ကျွန်တော်လည်းလည်းမကိုင်းတော့ချိုးဒီအင်ကြီးချိုးအဲ့မှာပုံခိုင်းပြီးလူကြီးပဲဆင်းတယောက်တည်းဆင်းလာတယ် ဟုတ်ပြီပြီးတော့အခုကကျတော့ကိုခံစားတဲ့စိတ်ရောပြီးတော့ကိုပြောချင်တာရှိသေးလား ခံစားရစီတော့အခုဒီမှာနေရတယ်နောက်အဲ့ရတာကနာကိုညှိထုတ်မှုပါစားဟိုကွာကူတူမတူအခုဆောင်းတော့အကုန်ချုံကအေးတော့ချွေးတော့ပြန်တယ် อืม ဟုတ်တယ် ဟုတ်ပြီ ဘယ်လိုလဲတွင်းစားရတာ ဒီနေရာမှာပေါ့နော်မင်းတို့စစ်ကောင်စီစစ်ခွေးတွေပေါ့နော်တယောက်နဲ့တယောက်အချင်းချင်းရေးဖို့အချင်းချင်းတောင်မှမကေထုတ်ဝင်းတဲ့ဒဏ်ရာရနေရေးဖို့ဒီလိုမျိုးထားခဲ့ကြတယ်ဆိုတော့သူတောင်မှတော်တော်လေးစိတ်နာသွားပြီပေါ့နော်ဒီလိုအဖြစ်မျိုးနဲ့မကြုံချင်ဘူးဆိုလို့ရှိရင်တော့တော်လန်ရေးဖို့စီမှာလက်နဲ့ချက်အညံ့ခံကြပါလို့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဘောမတွေ ဟိုမဟုတ်တွင်းစားရတယ် อืม ကိုတခြားပြောချင်တာရှိသေးလား ဆက်ပြောကျွန်တော်တဲ့မတဲ့နေလို့ကျွန်တော်ရမ်းချေးတင်နေလို့ဒီပွဲ อืม 刚刚你谈到ကျွန်တော်တို့ဘာမှမလုပ်ပေးဘူးเนาะ ဟုတ်ကဲ့ပါပါ သိချပါเนาะ ဟုတ်ကဲ့ပါပါ အခုလို့ဆိုတော့ခင်ဗျားကအဲ့ဒီနာမည်တက်တဲ့အလင်းဝင်အောင်เนาะ ဟုတ်ကဲ့ သူတက်တဲ့ခုနကျွန်တော်ပြောတော့ကျွန်တော်ကစီမီပင်စီကန်းရှိရပါတော့ဘာမှမလုပ်ပေးဘူးเนาะကူလည်းကူပေးမှာအစားလည်းချွေးမှာเนาะ ဟုတ်ကဲ့ပါပါ နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့အခုတလော UNG နဲ့ပတ်သက်ပြီးမှဒီစကန်တိုင်းမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုကိုလူမြတ်ကျော်ပြောပြထားတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်အတူတူကြည့်ရမှာပဲဖြစ်ပါတယ်ဗောနော်ဒီဗီဒီယိုဖိုင်ကိုကျွန်တော်ဘာအကြောင်း reaction လုပ်ပေးရတယ်လဲဆိုလို့ရှိရင်တော့ပြည်သူတွေအားလုံးတီးထိုက်တာကိုတီးနဲ့ထင်လို့ကျွန်တော် reaction လုပ်ပေးရခြင်းပဲဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့ပြည်သူတွေအားလုံးလိုလားတောင်းတနေတဲ့ဟာကတော့ဗောနော်ဒီတော်လန်ရေးတပ်ဖွဲ့ဝင်တွေအားလုံးစုစီညီညွတ်နဲ့ဒီစစ်အာဏာရှင်စနစ်ကိုအရင်ဦးဆုံးအမြင့်ပြတ်အောင်တိုက်ထုတ်နိုင်ဖို့ကိုကျွန်တော်တို့ပြည်သူတွေအားလုံးကမျှော်လင့်တောင်းတနေတာပဲဖြစ်ပါတယ်ဗောနော်ဆိုတော့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့တူတစ်ချက်ကြည့်ရအောင်ဗောနော်မမအနုကြီးရေကျွန်တော်ဒီနေရာကနေပြောကြချက်ကိုအမျက်တော်မရှာပဲချစ်လို့ပြောတယ်မှတ်ပါဗျာနော်မဟုတ်ရင်တော့ကြကျွန်တော်ကိုအန်ယူဂျီကိုပါလဲဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ကောမန့်အောက်မှာလာပြောကြလုံးလို့အဲ့တော့တော်လန်ရေးဗမာဒီညီမຫນွေဦးတော်လန်ရေးလုံနေတာဟာအန်ယူဂျီတဦးတည်းတစုံတစုတစ်ဖွဲ့တည်းမဟုတ်ဘူးဆိုတာတော့နံပါတ်1သိတာနံပါတ်2အန်ယူဂျီအောက်မှာမရှိတော့အန်ယူဂျီမဟုတ်တော့အခြားသောတော်လန်ရေးအစုအဖွဲ့ပေါင်းမြောက်များစွာဟာຫນွေဦးတော်လန်ရေးမှာတော်လန်ပုံကန်နေလေစစ်အုပ်စုကိုအမြင့်ဖြတ်ဆန့်ကျင်နေလေရှိကြောင်းပါဒါနံပါတ်1ချက်ကျွန်တော်တေချာရှင်းပြတာနောက်တစ်ချက်ကကျွန်တော်တို့ဒီ NUG ကိုပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့မဲရလက်နဲ့အစိုးရတရက်ဆိုပြီးတော့ကျွန်တော်တို့ကိုယ်တိုင်လက်ခံကြိုဆိုခဲ့ပါ CRPH စတင်ဖွဲ့စည်းခဲ့တဲ့အချိန်မှာကျွန်တော်တို့ကိုယ်တိုင်တောင်းပြကြိုဆိုပြီးအစိုးရတရက်ဖွဲ့တဲ့နယ်ဆိုတဲ့အယူအဆမျိုးကျွန်တော်တို့ကိုယ်တိုင်ရှိပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့90ရွေးကောက်ပွဲတုန်းကမဲနိုင်ရဲ့သားနဲ့အစိုးရမဖွဲ့နိုင်ခဲ့တဲ့အတွက်ကျွန်တော်တို့တော်လှန်ရေးကိုဆက်လက်မမောင်းနေနိုင်ဘူးလို့ယူဆတဲ့အတွက် NUG အစိုးရပေါ်ပေါက်လာတဲ့အချိန်ကြတော့လေကျွန်တော်တို့ဒီကြိုဆိုလက်ခံဂုဏ်ပြုခဲ့ဟုတ်တယ်နော်နောက်တစ်ချက်ကျွန်တော်လက်ရှိတော်လန်ရေးဒီခုနညောနေဦးတော်လန်ရေးဟာအန်ယူဂျီတစုတခုတည်းလုံနေတာမဟုတ်ဘူးအင်အားစုပေါင်းစုံပါဝင်နေဆိုတဲ့အကြောင်းတိုင်းသားအီယောက်တွေပါဝင်တဲ့အကြောင်းဒါသိပြီးသားပဲနောက်တစ်ခုကတော်လန်ရေးကိုကျွန်တော်တို့မောင်းနှင်ဥဆောင်ပုံသွင်းပါတယ်ဆိုတဲ့ NUG အနေနဲ့ခိုင်မာတဲ့တော်လန်ရေးတွေးခေါ်တရက်ကိုကျွန်တော်တင်ပြလိုပါတယ် NUG ကစူးစီးသားတဲ့တပ်တွေနဲ့မဟာလာစစ်တပ်နဲ့တိုက်တဲ့တော်လန်ရေးတိုက်ပွဲမဟုတ်ပါပြည်သူတရလုံးပါဝင်တဲ့တော်လန်ရေးပုံစံကိုချမှတ်ရမှာဖြစ်ပါတယ်။ဘာကြောင့်ကျွန်တော်ဒီစကားတွေပြောနေလဲ။ညကျော်မင်းဒီကားတွေချက်ပြီးရှင်းနေတယ်ဆိုတော့အကြောင်းရှိလို့ဗောဗျ။အဲ့တော့ဂျမန်တွေက
ကျွန်တော်ကိုသိမ့်မြတ် TM Media ကသတင်းလေးကိုကျွန်တော်တေးသေးချာချာနားထောင်ဖြစ်အချက်နဲ့အလက်နဲ့တိတိကျကျတင်ပြထားတယ်စကိုင်းတိုင်းမှာပြည်ထောင်NUG ပြည်ထောင်ဝင်ကြီးဌာနကဥဆောင်ပြီးတော့အကြမ်းဖက်မှုတိုက်ဖျက်ရေးတင်နန်းဖွင့်ပါတယ်တဲ့9လလောက်ကြာမယ်အကြမ်းဖက်မှုတိုက်ရေးတင်နန်းဒီအချိန်မှာလှုပ်သိမလှုပ်သိကတော့ဆွေးနွေးထပ်ကိုယ့်ကိုကောမန့်မှာဆွေးနွေးကြနော်အဲ့တင်နန်းမှာတဲ့တင်နန်းဆရာတွေရဲ့တင်ကြားချက်ကအဓိကတစ်ချက်ပေါ့နော်အဓိကတစ်ချက်ပဲကျွန်တော်အကြမ်းဖက်နေနေတယ်ပေါ့အကြမ်းဖက်ဆိုတာဘယ်လိုလဲပါလဲတရားစားအကြမ်းဖက်ဆိုတာ NUG လက်အောက်ခံ NUG လက်အောက်ကတက်မဟုတ်ရင်ကြံတဲ့လူတွေကအကြမ်းဖက်တယ်ကျွန်တော်တို့ကအကြမ်းဖက်ပါဖြစ်ကုန်သလားအဲ့ဒီမှာအဲ့တင်နန်းမှာပြဿနာမြောက်များစွာဖြစ်ပေါ်ပြီးတင်နန်းသား100ကျော်ဟာလုံးဝမတင်ပဲထွက်ခွာအဲ့ဒီထွက်ခွာသွားတဲ့လူတွေကိုပေါ့တချို့သူတွေကိုအဲ့စကိုင်းမှာပြည်ထောင်ဝင်ကြီးဌာနလက်အောက်ကကျင်းပတဲ့လူတွေပေါ့ဗျာပကဖလာပလာဖလာဘာလာလဲတော့မသိလိုက်လာဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကြားရအောင်အဲ့တော့ဒီနှစ်ချက်ကိုကျွန်တော်တို့ဆွေးနွေးကြရအောင်နံပါတ်1ချက်အကြမ်းဖက်ဥပဒေအကြမ်းဖက်မှုတိုက်ဖြတ်ရေးတင်နန်းမှာNUG လောက်ကမဟုတ်ရင်အကြမ်းဖက်တက်ပြီးဖြစ်သွားပြီအဲ့လိုပဲ NUG ကတကယ်ပဲယုံကြည်နေသလားယူဆနေသလားဆောင်ရွက်နေသလားဆိုတဲ့မိကုန်းကို NUG ပြည်ထောင်ဝင်ကြီးဌာနကကိုလင်ကိုလက်ပေါ့ဗျာနော်ကျွန်တော်တို့ရဲ့အတူတူဆန္ဒပြခဲ့တယ်လူတွေပါထွက်ပြီးရှင်းပြဖို့အဲ့တိုင်းဟုတ်တယ်ငါတို့အဲ့တိုင်းလှုပ်တယ်ကွာနိုင်ငံရေးသမားတွေပဲဗျာကိုယုံကြည်ရကိုလုပ်ကြငါတို့လောက်အောင်ဝင်အကြမ်းဖက်တတ်မှတ်မယ်လို့ပြောရင်လည်းပြောလို့ရပါပြဿနာမရှိမိမိယုံကြည်တဲ့အတိုင်းလုပ်ကြမဟုတ်ပါဘူးဒါမှားယွင်းနေပါလေဆိုပြီးတော့လေထွက်ပြီးရှင်းပြဖို့လိုပါဘာကြောင့်ဒီစကားကိုကျွန်တော်ပြောလဲဆိုတော့တော်လည်းရေးမှာစက်တူသားမစားကောင်းဘူးလေဗျာဟင်တာကိုတောင်ပြက်လိမ့်မယ်ငါလူအဲ့တော့ဒီစကားရဟာNUG လောက်ကမဟုတ်ရင်အကုန်အကြမ်းဖက်ပဲဆိုတဲ့စကားဟာအင်မတန်တာသွားလွန်းလာပါတယ်တော်လန်ရေးကိုဘုံဆိုင်လုပ်ချင်တာလားတော်လန်ရေးကိုတင်းသက်ချင်တာလားသို့မဟုတ်ငါတို့တစုတပွဲတာတင်တော်လိုက်မယ်ငါတို့အောက်ကိုမင်းတို့တော်လန်ချင်းငါတို့အောက်ကိုဝင်ဆိုပြီးတော့တော်လန်ရေးပါမစ်လုပ်နေတာတော်လန်ရေးပါမစ်ယူမှရမှာလားနောက်တစ်ခုက NUG လောက်ခံတက်တွေနဲ့မာလာစစ်တက်တဲ့တက်နဲ့တက်အစိုးရလက်ရက်တိုက်တဲ့တော်လန်ရည်မျိုးလားကြည့်ရှုတဲ့ပြည်သူလူထုအပေါင်းကကောမန့်မှာဖြေချပေးခဲ့ဖို့ပဲကျွန်တော်ပြောလို့ပါတယ်အဲ့တော့တော်လန်ရေးတည့်ဆိုတာဟာကျွန်တော်ရဲ့ယူဆသုံးသက်ချက်ကတော့လူကြီးမင်းတို့ရဲ့ကောမန့်ယူဆသုံးသက်ချက်တွေလည်းကောမန့်မှာရေးပေးလို့ရတယ်လို့ကျွန်တော်ရဲ့ယူဆသုံးသက်ချက်ကတော်လန်ရေးဟာအဖွဲ့နှစ်ခုတစုတစ်ဖွဲ့နဲ့တိုက်တဲ့ပွဲမဟုတ်ပါဘူးတိုက်ပွဲတာမဟုတ်ပါဘူးစနစ်တစ်ခုလုံးကိုဖြိုချမယ်လဲနေလေအောင်မြင်းသောမချံပါဝင်တဲ့လူဒန်းစားမျိုးစုံပါဝင်တဲ့တော်လန်ရေးပုံတံဖြစ်မှရမှာဘာကြောင့်ဒီစကားကိုပြောလဲဆို BNN တော်လန်ကိုကြည့်မော်စီတုံးတော်လန်ရေးကိုကြည့်အနေဆုံးအဲ့ဒါတွေကပြည်ပမလို့ဝင်းဘိုးကျောင်းဆန်းတော်လန်ခဲ့တဲ့ဖဆပလဖက်စစ်ဂျပန်စန့်ကျင်တော်လန်ရေးကိုကြည့်ငါလို့စာအုပ်တွေပါလိမဝယ်ဖတ်နိုင်ရင် online ကဒေါင်းဖတ်အလကားဒေါင်းလို့ရတယ် PDF ဖိုင်နော်ဆိုတော့ကတော်လိုင်းမှာဖာတယ်မှာဖာကောင်းလဲပါမယ်ကပိုက်နဲ့လေးပါမယ်တခိုးလဲပါမယ်ဂျဘိုးလဲပါမယ်ပညာတတ်တွေပါမယ်ပညာမဲ့တွေလည်းပါမယ်စိုက်ကားသမားလည်းပါမယ်ကိုင်းမြုပ်တွေလည်းပါမယ် online ကဆယ်လီတွေလည်းပါမယ်ဒီတော်လိုင်းရေးသမားတော်လှန်သူတူချင်းတိုင်းကိုလေးစားတန်ဖိုးထားကြရမှာဖြစ်ပါတယ်ဒါဟာတော်လိုင်းရေးပေါ်ထားရှိရမယ်အသင့်တော်ဆုံးသောအယူအဆအတွေးခေါ်တည်းဖြစ်ပါတယ်ပြည့်စုံတယ်လို့တော့ကျွန်တော်မပြောလို့တင့်တော်အတွေးခေါ်တော်လည်းကိုပန်းပေါင်းစုံဖူးပွင့်မှဝေးကြိုင်လှပတဲ့ပန်းခီးကြီးတည်းတော်လည်းမှာလူဒန်းစားအလွာပေါင်းစုံပြည်သူလူထုတည်းလုံးလဲနေအောင်မြင်းဆောင်မချင်ပါဝင်တော်လန်ရမယ်တော်လည်းပုံစံကိုဖန်တီးမဲ့အစားမိမိလောက်ခံမိမိလောက်ကိုတွတ်သွင်းမိမိလောက်ကမဟုတ်ရင်ရန်သူဆိုတဲ့တော်လည်းကိုတင်းတက်တဲ့စကလုံးတွေကတကယ်များပြောဖြစ်ခဲ့တော်လည်းနိုင်ငံရေးထမိန်ဦးစီးလောင်သွားတယ်လို့ကျွန်တော်ရှုမြင်ပါမဟုတ်ခဲ့ရင်လည်းထွက်ပြီးရှင်းပြပေးဖို့ကျွန်တော်ဒီနေရာနေမြတ်တာရက်ခံပါဟုတ်ပြီတော့ solution ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာအားလုံးပြန်ရင်မှတွေ့ဆုံကြပါမယ်